လူမျိုးရေးခွဲခြားမှုအချိန်20အထိရှိလာပြီဖြစ်တဲ့ဗီနီစီယာအားလုံးပဲမင်္ဂလာပါဘောလုံးချန်ပီယံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးလောကမှာလူမျိုးရေးခွဲခြားမှုဆိုတဲ့ဖြစ်ရပ်ကမခြားခဏဆိုသလိုဖြစ်တတ်ပြီးထင်ချုံရအတော်လေးခက်တဲ့အကြီးတန်းတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်ဒီလုပ်ရပ်ကိုအများဆုံးခံရသူကတော့ဘရာဇီးနိုင်ငံသားလက်ရှိရီယယ်မက်ဒရစ်ရဲ့တောင်ပံမှာကစားနေတဲ့ဗီနီစီယာဂျူနီယာပဲဖြစ်ပါတယ်ဗီနီစီယာဟာဖလာမင်ဂိုတင်းကနေရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့လာပြီး10နှစ်တွင်မှာပဲလူမျိုးရေးခွဲခြားခံရမှုအကြိမ်20အထိရှိခဲ့ပြီးဖြစ်ပါတယ်ဒါကဘလုံးသမားတယောက်အတွက်10နှစ်ဆိုတဲ့အချိန်တော်တွင်မှာအများဆုံးခံရတာဖြစ်ပြီးဒါကြောင့်ပဲဗီနီစီယာကအခုချိန်ထိပြပြသားတိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်ဗီနီစီယာမတိုင်ခင်အရင်ကနာမည်ကြီးကစားသမားတွေဖြစ်တဲ့ဘာလော့တယ်လီလူကာကူဒန်နီအက်ဗန်ရိုင်ယန်စတာလင်ဆီမီယယ်အီတူစတဲ့ကစားသမားတွေကလူမျိုးရေးခွဲခြားခံရပေမဲ့ပီနီလောက်တော့အဖြစ်မဆိုးခဲ့ပါဘူးအခုလိုလူမျိုးရေးခွဲခြားမှုဖြစ်ပေါ်လာတဲ့အဓိကအရင်းမြစ်ကတော့အရင်ခေတ်ကကိုလိုနီနယ်ချဲမှုနဲ့ကျိုးစနစ်သမိုင်းကြောင်းတွေကနေစခဲ့တာပါအဲ့ဒီကနေဆင်းသက်လာတဲ့လူမျိုးကပိုသားတဲ့ဆိုတဲ့ဆွဲလန်းသမားတွေဟာမိသားစုတွေပတ်ဝန်းကျင်တွေထဲမှာအမြင့်တွယ်ကြံနေခဲ့တာပါနိုင်ငံတကာဘောလုံးပွဲစဉ်တွေကိုတနေရာထဲမှာဆုံဆုံလေးလေးဆော့ကစားခြင်းတော့ဝေချေပိုင်းဆိုင်ရာတရားခိုင်လုံးယုံကြည်စိတ်ချရတဲ့ဘောလုံးချန်ပီယံရဲ့ Viber နဲ့ Telegram ဖုန်းနံပါတ်ဖြစ်တဲ့3995860460မှာဆက်သွယ်ဆော့ကစားလို့ရပါတယ်ခင်ဗျာ။ဝင်းနဲ့ကပရိသတ်တချို့နဲ့ကစားသမားတွေဟာအဲ့ဒီမုံတရားတွေကိုဘောလုံးပွဲအဆောင်ပြပြီးထုတ်ဖော်ကြတာဖြစ်ပါတယ်။အထူးသဖြင့်အသားရောင်ခွဲကြပြီးလူမဲကစားသမားတွေရဲ့စိတ်ဓာတ်ကိုဟိုးအောက်ဆုံးထိထိုးကြအောင်ကွင်းထဲမှာအော်ဟစ်တာတွေငပြောသီးရေဘူးစတာတွေနဲ့ပေါက်တာတွေပြင်ပေါက်ကရစကားတွေနဲ့တိုက်ခိုက်ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဘီဖီကာနဲ့ရီယယ်မက်ဒရစ်တို့ရဲ့ပွဲစဉ်မှာလည်းဗီနီစီယာအနေနဲ့ဘီဖီကာကစားသမားပရီစတီယာနေရဲ့နောက်ကြီးလို့ခေါ်ပြီးစော်ကားပြောဆိုတာကိုခံခဲ့ရပါသေးတယ်။အဲ့ဒီကိစ္စကလက်ရှိဆိုရှယ်မီဒီယာမှာတော်လေးပြန့်နှံ့နေသလိုရီယယ်မက်ဒရစ်ဘက်ကလည်း UEFA ထံဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့သက်သေထောက်ထားတွေကိုပေးဖို့တိုင်ကြားထားပါတယ်။ UEFA ကလည်းဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးနေသလိုနောက်အခုလိုအသားရောင်ခွဲခြားပြီးလူမျိုးရေးခွဲခြားစော်ကားပြောဆိုမှုတွေကိုအတင်းကျပ်လှုပ်ဆောင်သွားဖို့ရှိနေပါတယ်။ခုချိန်မှာတော့ဗီနီစီယာအနေနဲ့လူမျိုးရေးခွဲခြားမှုရဲ့တားကောင်ဖြစ်နေပြီဆိုတာကတော့အသေးချပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။